ပါဒီနေ့မှာဒီလိုပဲဆင်ញင်မဲ့နှုတ်ကပတ်တော်ကတော့အသီးသီးချင်းဆိုတဲ့အရာနောက်ဆုံးပြပါမယ်ဆိုတာကိုပြောချင်ပါတယ်ကျွန်တော်ကလာတိအခန်းကြီး9ဆိုကျွန်တော်ကဆင်ញင်ရအောင်တမန်ကျမ်းစာပါတဲ့သူကကလာတိအခန်းကြီး9ကိုကျွန်တော်နဲ့အတူတူကလှန်ကြရအောင်ငွေ20ကျွန်တော်တို့တွေ့ရင်အတူကပြန်လဲပြီးတော့ဖတ်ရှုရအောင်ဆင်ခြင်ရအောင်ဝိညာဉ်ပဂတိအကျိုးမူကားဝမ်းမြောက်ခြင်းကျေးဇူးပြုခြင်းသစ္စာဆောက်ခြင်းနုညံ့သိမ်မွေ့ခြင်းကာမဂုဏ်ချုပ်တီးခြင်းပေသည်ထိုသို့သောအချင်းကိုအပေတရားမြမမြင့်တာကျွန်တော်တို့ဝိညာဉ်အသီး9မျိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အတူတူကဆင်ခြင်ခဲ့ကြဒါကတော့ချစ်ချင်းမြတ်တာအကြောင်းကိုကျွန်တော်ဆင်ခြင်ပြီးသွားပါပြီပြီးတော့ကျွန်တော်တို့ဝမ်းမြောက်ခြင်းပေါ့နော်ဝမ်းမြောက်ခြင်းအကြောင်းကိုလည်းကျွန်တော်ဆင်ခြင်ပြီးသွားပြီဖြစ်ပါတယ်ပြီးတော့ငြိမ်သက်ခြင်းအကြောင်းကိုလည်းကျွန်တော်ဆင်ခြင်ပြီးသွားပါပြီပြီးတော့သီးခံခြင်းကိုလည်းကျွန်တော်ဆင်ခြင်ပြီးသွားပြီပြီးတော့ကျေးဇူးပြုခြင်းကိုလည်းကျွန်တော်ပြီးသွားပါပြီကျွန်တော်ဒီနေ့မှာတော့ကောင်းမြတ်ခြင်းဆိုတဲ့အရာကိုကျွန်တော်တို့ဆင်ញင်မယ်ကောင်းမြတ်ခြင်းကနေပြီးတော့ဟိုကာမဂုဏ်ချုပ်တီးခြင်းဒီကျွန်တော်တို့ဒီနေ့မှာအပြီးဆင်ញင်သွားမှာဖြစ်ပါတယ်ခဏဆုတောင်းရအောင်အာမင်ကျွန်တော်တို့ကောင်းမြတ်ခြင်းကိုကျွန်တော်တို့ဆင်ញင်ရအောင်ကောင်းမြတ်ခြင်းဆိုတာကဘာလဲတမန်ကျမ်းစာကိုကြည့်တဲ့အခါမှာဘာတွေ့ရသလဲဆိုရင်ကောင်းမြတ်ခြင်းကိုမကြာခဏဆိုလို့ဖြောင့်မတ်ခြင်းနဲ့တွဲပြီးတော့ဖော်ပြထားတယ်ဟုတ်ပြီနော်ကောင်းမြတ်ခြင်းအင်္ဂလိပ်လိုဆိုတော့ goodness ပေါ့အဲ့ဒီ goodness ကိုဘာနဲ့တွဲပြီးတော့ဖော်ပြထားလိမ့်ရှိလဲဆိုတော့ဖြောင့်မတ်ခြင်း righteousness နဲ့တွဲပြီးတော့ဖော်ပြလိမ့်ရှိတယ်ဆိုတော့အဲ့ဒါအကြောင်းရှိပါတယ်ဆိုတာကိုကျွန်တော်ဆင်ញင်ရအောင်ဆိုတော့ဥပမာပြဖယားသခင်ဟာတဲ့ဖြောင့်မတ်တော်မူသောဖယားဖြစ်ပေမဲ့ဖြစ်တော်လဲပဲတစ်ဖက်မှာပါလဲကောင်းမြတ်တော်မူသောဖယားဖြစ်တယ်လို့ပြောထားပါတယ်ဆိုလိုတာကတော့ကျွန်တော်တို့ဟာအရင်ဖြောင့်မတ်လွန်းတဲ့သူကကောင်းမြတ်ခြင်းမှာကောင်းမြတ်မယ်အရင်ဖြောင့်မတ်တဲ့လူကဥမာဆိုကြပါစို့ကျမ်းစာအရင်ဖတ်နိုင်တဲ့လူကျမ်းစာအရင်ဖတ်နိုင်တဲ့ဇဘုရဘုရီပေးနေဖျားကြောင့်မမှန်သွားနေတဲ့ပါတာတရားအရင်ကိုင်းဆိုင်တဲ့သူကပါတာတရားမကိုင်းဆိုင်တဲ့ပုံမှာမကိုင်းဆိုင်တဲ့သူပေါ်မှာအများပြည့်စီရင်တာများတတ်တယ်မကောင်းမြတ်တတ်ဘူးပေါ့ဒါပေမဲ့ဖယားသခင်ကတော့ဖြောင့်မတ်တယ်ပြီးတော့တစ်ဖက်မှာကျွန်တော်လူသားအပြစ်သားတွေပေါ်မှာလည်းကောင်းမြတ်တယ်ဆိုတာတွေ့ရတယ်ဥပမာအပြစ်ကျွန်တော်ကြည့်မယ်ဆိုရင်တမန်ကျမ်းစာကိုကြည့်တဲ့အခါမှာဘယ်သူတွေ့ရတယ်လဲဆိုရင်ဖာရိရှဲကျမ်းစာပုဂ္ဂိုလ်တွေကသခင်ယေရှုထံမှာလူတစ်ယောက်ကိုအမျိုးသမီးတစ်ယောက်ကိုဆွဲခေါ်လာတယ်အဲသူကတော့ပြည့်တစားမှာပေါ့မာရင်ချင်းအမှုကိုပြုနေတဲ့သူမာရင်ချင်းအမှုကိုပြုနေစေမှာပင်လေတဲ့သူကိုဆွဲခေါ်လာတယ်လို့ပြောထားတယ်ဆိုတော့ဖာရိရှဲကျမ်းစာပုဂ္ဂိုလ်တွေကအင်မတန်မှပါသာတရားကိုင်းဆိုင်သောသူဖြစ်တဲ့အတွက်ကြောင့်မဖြောင့်မတ်သောသူပေါ်မှာသူတို့ကမကောင်းမြတ်နိုင်ဘူးမဖြောင့်မတ်သောသူပေါ်မှာသူတို့ဖြောင့်မတ်ခြင်းနဲ့တရားစီရင်ဖို့ကပို့ပြီးတော့အလေးသာနေတယ်အားသာနေတယ်ဆိုတဲ့အတိတ်ပဲမျိုးဆိုတော့သခင်ယေရှုကအင်မတန်မှဖြောင့်မတ်တော်ဖခင်ဖြစ်တယ်ဒါပေမဲ့ဖခင်သခင်ရဲ့လက္ခဏာကောင်းမြတ်ခြင်းဖြစ်တဲ့အတွက်ကြောင့်ဖရရှိကျမ်းတဲ့ပုဂ္ဂိုလ်ရဲ့ဒီအမျိုးသမီးကိုဆွဲခေါ်လာတဲ့အခါမှာသခင်ယေရှုကဘယ်လိုတုံ့ပြန်တယ်လဲကျွန်တော်ဆင်ခြင်ရအောင်ဖရရှိကျမ်းတဲ့ပုဂ္ဂိုလ်တွေကတော့မောရှေပညတ်တရားမှာရှိတယ်မဟုတ်ဘူးလားအဲ့လိုမျိုးသမီးကိုကြောက်ခဲနဲ့ပြစ်ပေါက်ပြီးတော့တတ်ရမယ်လို့ပြောတယ်မဟုတ်ဘူးလားကိုရောဘယ်လိုစီရင်မလဲလို့ပြောတဲ့ခါမှာကိုရောလည်းအေးဟုတ်တယ်အဲ့လိုမျိုးလူဖယားခင်ပညာတရားတွေမှာဒီလိုပြောချတယ်ငါတို့အတူတူကပြစ်ပေါက်တတ်ရအောင်ငါတို့ရေအကုန်လုံးကဖြောင့်မတ်တယ်မှန်ကန်တယ်ဆိုပြီးတော့မပြောဘူးလေတကယ်ယေရှုကသူတို့ကိုပြောတဲ့ခါမှာမင်းတို့မှာအပြစ်ကင်းတဲ့သူကသူ့ကိုဒီမိမကိုကြောက်ခဲနဲ့ပြစ်ပါလို့ပြောတယ်ဒါပေမဲ့အကုန်လုံးကဝိညာဉ်တော်ဖခင်ကသူတို့အပြစ်တွေကိုဖော်ပြတဲ့အခါမှာသူတို့တယောက်ပြီးတယောက်ပြောင်းပြီးတော့ထွက်သွားတယ်သခင်ယေရှုကလည်းပြောတယ်ငါလည်းနေ့အမှုကိုမစင်ဘူးတဲ့နောက်တစ်ဖန်ဒုစရိုက်ကိုမပြုနဲ့လို့သခင်ယေရှုကအဲ့တဲ့အမျိုးသမီးပေါ်မှာမကောင်းမြတ်ဘူးလားအဲ့ဒါကောင်းမြတ်ခြင်းပဲဟုတ်ပြီနော်ကောင်းမြတ်ခြင်းဆိုတာအဲ့ဒါကိုပြောခြင်းဖြစ်တယ်ဆိုတာကိုဒီနေ့ကျွန်တော်တို့နားလည်ဖို့အင်မတန်မှအရေးကြီးပါတယ်ဆိုတော့ခရစ်တော်ဟာကျွန်တော်အပြစ်သားတွေပေါ်မှာအင်မတန်ကောင်းမြတ်တယ်ဒီအမျိုးသမီးပေါ်မှာပိဿာမပေါ်မှာကောင်းမြတ်တယ်လို့ပဲကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ဒီမှာရှိတဲ့ယုံကြည်သူတွေကဘာပေါ်မှာရှိတဲ့အပြစ်သားတွေလူသားတိုင်းပေါ်မှာကောင်းမြတ်တော်သောဖခင်ဖြစ်တယ်အဲဟိရှာခန်းကြီး40နှစ်အငယ်3မှာတော့ကောင်မာတဲ့ခန်းကြီး7နှစ်မှာတော့ကောင်သူကပြောထားတယ်ကိုတော်သည်တဲ့နင်းနယ်လက်ရှိသောကျူပင်ကိုမချိုးအတောက်သေးသောမိစာကိုမသက်တရားသည်မြဲမြံခြင်းသို့ရောက်မြဲကြောင်းဆင်လိမ့်မည်ဆိုလိုတာကတော့ကိုတော်ဟာအားနည်းသောသူများကိုပင်ခရုဏာနဲ့ဆက်ဆံတဲ့ဖခင်ဖြစ်တယ်ဆိုတာကိုသူကပြောထားတာဖြစ်တယ်ဟုတ်ပြီနော်ဆိုတော့ဖခင်သခင်အင်မတန်ကောင်းမြတ်တယ်လာကြောင့်မလို့ဆာလ23:6မှာနော်တာဝိမင်းကြီးကလည်းပါပြောလဲဆိုဖခင်ရဲ့ကောင်းမြတ်ခြင်းဟာတဲ့တစ်ချက်လောက်ကျွန်တော်ဖတ်မယ်နော်နောက်ကလိုက်ဆိုရအောင်အကယ်စင်စစ်အကျွန်ုပ်သည်ဂျေဇုနဲ့ဂယုဏာကိုတသက်လုံးခံစား၍
ထာဝရဘုရားရဲ့အိမ်တော်မှာအစဉ်အမြဲနေရပါလိမ့်မည်ဒါဝိမင်းရဘာပြောလဲဆိုအကယ်စင်အကျွန်ုပ်ဒီဂျေဇုနဲ့ဂရုဏာတော်ကိုဒီမှာဂျေဇုဆိုတာကအဲ့လေလို့ goodness ဖြစ်တယ်နော်အဲ့လေလို့ surely goodness and mercy shall follow me all the days of my life လို့ပြောထားတယ်ဒီနေရာမှာဒါကြောင့်ကျမ်းစာကိုကျွန်တော်ကြည့်တဲ့အခါမှာဒီဂျေဇုပြုခြင်းကောင်းမြတ်ခြင်းဆိုတဲ့ဟာတွေကအတိတ်ပဲခတ်စင်စင်လေးတွေဒီခါလေးခွဲလို့မရဘူးဒါကြောင့်ဒီခါတည်းဒီမှာဆရာရုတန်က goodness ကိုလည်းဂျေဇုပြုခြင်းလို့လည်းဒီမှာသုံးထားပြန်တယ်ဟုတ်ပြီနော်ဆိုတော့ဂျေဇုပြင်ဂရုဏာတော့တက်တက်လုံးသူခံစားပြီးတော့ထာဝရဘုရားအိမ်တော်မှာအစီအမံနေရမယ်ဆိုတော့သူ့ဘဝတစ်ခုလုံးမှာဘုရားရဲ့ဂျေဇုပြုခြင်းကိုခံစားတယ်ဆိုတာကိုသူကဒီမှာဖော်ပြထားတယ်ဆိုတော့ကျွန်တော်တို့ယုံကြည်သူတွေအသက်တာမှာဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းဟာဒီနေ့အတွက်ပဲမဟုတ်ဘူးမနေ့ကပဲမဟုတ်ဘူးအမြဲတမ်းကာလအစဉ်မြဲဘုရားရဲ့မြတ်တာတော်ဟာကောင်းမြတ်ခြင်းကျွန်တော်တို့အပေါ်မှာတည်တံ့လေရှိတယ်ဆိုတာကိုကျွန်တော်တို့ဒီနေ့နားလည်ဖို့အင်မတန်မှအရေးကြီးတယ်ဆိုတော့ဒီကောင်းမြတ်ခြင်းဟာကျွန်တော်ယုံကြည်သူအချင်းချင်းလည်းပဲတယောက်နဲ့တယောက်ကောင်းမြတ်ဖို့ဘုရားခင်ရဲ့အမိန့်တော်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ဂလာတိအခန်းကြီး6:10ကိုကျွန်တော်တို့ကြည့်ရအောင်နောက်ကလည်းဆိုပြရအောင်ထို့ကြောင့်ငါတို့သည်အစဉ်သစ်သည့်အတိုင်းယုံကြည်ခြင်းအိမ်သူအိမ်သားတို့၌အထူးသဖြင့်ဂျေဇုပြုလက်ခတ်သိမ်းသောသူတို့အားဂျေဇုပြုကြကုန်အံ့ဒီမှာပြောထားတယ်ကျွန်တော်တို့အစဉ်သစ်တည်းယုံကြည်ခြင်းအိမ်သူအိမ်သားအထူးသဖြင့်ငါတို့ယုံကြည်သူအချင်းချင်းပေါ်မှာ goodness ကောင်းမြတ်ရအောင်နဲ့အထူးသဖြင့်ဂျေဇုပြုလက်ဆိုရအဲ့လို goodness ငါတို့ကောင်းမြတ်ရအောင်ပြီးတော့ခတ်သိမ်းသောသူတို့အားဂျေဇုပြုကြကုန်အံ့လို့ပြောထားတယ်ကျွန်တော်တို့ယုံကြည်သူတွေကျွန်တော်တို့လောကမှာအသက်ရှင်တဲ့အခါမှာဒီဝိညာဉ်အသိကောင်းမြတ်ခြင်းကိုကျွန်တော်တို့တီးပွင့်ဖို့ဒီမှာကျွန်တော်တို့ခွန်အားပေးထားတယ်အထူးသဖြင့်ဘယ်ဒီပေါ်မှာကျွန်တော်ကောင်းမြတ်မလဲကျွန်တော်တို့ခရစ်တော်၌ညီကိုမောင်နှမတွေပေါ်မှာအထူးသဖြင့်ဂျေဇုပြုလေတဲ့ခတ်သိမ်းသောသူတို့အားဆိုတော့မယုံကြည်သူလည်းပါသွားပြီဂျေဇုပြုကြကုန်အံ့ goodness ကောင်းမြတ်ခြင်းဆိုတာကဘာလဲဂျေဇုပြုခြင်းလည်းဖြစ်တယ်ဟုတ်ပြီနော်အင်္ဂလိပ်လိုဆိုဘယ်လိုခေါ်လဲ goodness လို့ပဲသူကသုံးထားတယ်ဟုတ်ပြီနော်ဒီတဘောကိုကျွန်တော်နားလည်ဖို့လိုတယ်ပြီးတော့သက်တာလောနိအခန်းကြီး9အငယ်15မှာဆိုရင်ကာလအစဉ်ကြိုးစား၍ဂျေဇုပြုကြလောလို့သူကပြောထားတယ်ကာလအစဉ်ဆိုတာကအမြဲတမ်းအချိန်တိုင်းပါလဲဂျေဇုပြုခြင်းကိုဘယ်လိုလုပ်ပါလဲကာလအစဉ်ကြိုးစားပြီးတော့လုပ်ပါတဲ့ကြိုးစားပြီးတော့ကာလအစဉ်အမြဲတမ်းဂျေဇုပြုပါတဲ့ seek to do good to one another and to everyoneဆိုတော့တယောက်နဲ့တယောက်ဆိုတာအချင်းချင်းယုံကြည်သူအချင်းချင်းကာလအစဉ်ကြိုးစားပြီးတော့ဂျေဇုပြုရအောင်ပြုကြပါပြီးတော့တခြားသောသူတွေပေါ်မှာငါတို့ကြိုးစားပြီးတော့ကာလအစဉ်ဂျေဇုပြုရအောင်အဲ့ဒါဘုရားသခင်ရဲ့ပါလေအမိန့်ဖြစ်တယ်ဆိုတော့ယောသတ်ရဲ့အသက်တာကျွန်တော်ကြည့်ရအောင်ယောသတ်မေတော်မာရိရဲ့ခင်မွန်းပေါ့နော်ယောသတ်နဲ့မာရိဟာသူတို့ကဆစ်ဆက်ထားတဲ့သူဖြစ်တယ်ဣသေလလူမျိုးတွေထုံးစံရဆစ်ဆက်တယ်ဆိုတာကတရားဝင်လက်ထပ်ထိမ်းများခြင်းနဲ့အတိတ်ပဲတက်ရောက်တယ်ဟုတ်ပြီနော်ဆိုတော့ဒါပေမဲ့သူတို့ဆစ်ဆက်ထားတယ်သူတို့အတူမနေသေးဘူးဒါပေမဲ့ဒီနေ့ကျတော့မေတော်မာရိကဘာဖြစ်လာလဲကိုဝင်ပိုက်ကြီးလာတယ်ဆိုတော့လူသားတယောက်အနေနဲ့ယောသတ်ဟာနော်နှလုံးသားရှိတယ်သူဟာဖြောင့်မတ်မှန်ကန်သောသူဖြစ်တဲ့အတွက်ကြောင့်မာရိကိုကြောက်ခဲနဲ့ပြစ်ပေါက်တတ်လို့ရတယ်ငါနဲ့ဒီလောက်စိတ်ဆက်ထားမှငါပေါ်မှာသစ္စာမရှိဘူးဆိုပြီးတော့မောရှေရဲ့ပညတ်တိကျမ်းအရာသူ့မှာလုတ်ပိုင်ခွင့်ရှိတယ်ဘာလဲဆိုရင်ဘာဝိညာဉ်မှာသူကြေညာပြီးတော့ဒီမိန်းမငါပေါ်မှာသစ္စာမရှိဘူးပိုက်ကြီးတယ်ဖောက်ပြန်တယ်ဆိုပြီးတော့တခါတည်းလူသိရှင်ကြားပြောပြီးတော့အဲ့ဒီခါမှာလူအုပ်လာပြီးတော့ကြောက်ခဲနဲ့ပြစ်ပြီးတော့တတ်ရမယ်ဆိုတဲ့မောရှေပညတ်ရှိပြီးသားဖြစ်တယ်သူ့မှာလုတ်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့ယောသဟာဖြောင့်မတ်တော်သူဖြစ်တယ်ပြီးတော့တစ်ဖက်မှာသူဟာမာရိပေါ်မှာကောင်းမြတ်တော်သူဖြစ်တယ်ဆိုတာထင်ရှားတယ်။ဘာကြောင့်လဲဆိုရင်သူကအဲ့လိုလူသိရှင်ကြားမလုပ်ဘူးမလုပ်ချင်ဘူးသူ့ရဲ့ချစ်သူထိခိုက်မှာမလိုလားဘူးသူ့ပေါ်မှာသစ္စာမဲ့ပေမဲ့မာရိပေါ်မှာသူကောင်းမြတ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်။ဆိုတော့လူသိရှင်ကြားမလုပ်ဘူးတိတ်တဆိတ်သူကစွတ်ပယ်ဖို့ပဲသူကြံတယ်။တာကဘာလဲဆိုရင်ကောင်းမြတ်တဲ့အသက်တာပြုခေါ်တယ်ဟုတ်ပြီနော်ဆိုတော့ကျွန်တော်တို့ရဲ့အသက်တာမှာနေ့စဉ်ယုံကြည်သူတွေရဲ့အသက်တာမှာလဲကျွန်တော်တို့တယောက်နဲ့တယောက်ကောင်းမြတ်ဖို့လိုတယ်ကောင်းမြတ်ခြင်းဆိုတာကဖြောင့်မတ်ခြင်းနဲ့အမြဲတမ်းသူကတွင်တွဲထားတယ်ကောင်းမြတ်တယ်ဆိုတာအဲ့ဒီလူတယောက်ကကိုယ့်ပေါ်မှာကောင်းမှကိုကကောင်းမြတ်ခြင်းကိုသူကဒီမှာပြောချင်တာမဟုတ်ဘဲနဲ့ကိုယ့်ပေါ်မှာမကောင်းတော့လဲပဲယောသတ်ရဲ့အသက်တာမှာမာရိယသစ္စာဖောက်တဲ့ကဲ့သို့ဖြစ်တော်လဲပဲယောသတ်ကသူ့ပေါ်မှာကောင်းမြတ်တယ်အမှန်ပြည့်
ကျွန်တော်တို့ပြည့်စာအမျိုးသမီးဖြောက်မှတော့သူမဟုတ်ဘူးဒါပေမဲ့သခင်ယေရှုကသူ့ပေါ်မှာပါလဲကောင်းမြတ်တယ်ဆိုတော့အဲ့ဒီသဘောမျိုးဆိုတော့ကျွန်တော်တို့ရဲ့အသက်တာမှာလည်းပဲယုံကြည်သူအချင်းချင်းကြားထဲမှာလင်းနဲ့မရကြားထဲမှာမိသားစုလုပ်ငန်းခွင်မှာကျွန်တော်တို့ကိုကမှန်ကန်နေပေမဲ့တခါတည်းတပားသူပေါ်မှာကောင်းမြတ်ခြင်းကိုပြသဖို့ဘုရားသခင်အလိုရှိတယ်ကျေးဇူးပြုခြင်းကိုပြသဖို့ဘုရားသခင်အလိုရှိတယ်ဆိုတာကိုဒီနေ့ဒီကဆင်ញင်မှုကျွန်တော်ခွန်အားပေးခြင်းနဲ့နှစ်သက်ခန်းကြီး1 7ကိုတစ်ချက်လောက်ကျွန်တော်ပြန်ဖတ်မယ်နောက်ကလိုက်ဆိုရအောင်ထို့ကြောင့်ငါတို့ဘုရားသခင်နဲ့အရှင်ယေရှုခရစ်၏ကျေးဇူးတော်အတိုင်းထိုသခင်၏နာမတော်ကိုသင်တို့အားဖြင့်ပုံတင်ရှားစေခြင်းက၎င်းသင်တို့ကိုလည်းထိုသခင်အားဖြင့်ပုံတင်ရှားစေခြင်းက၎င်းသင်တို့သည်ခေါ်တော်မူခြင်းကျေးဇူးကိုခံထိုက်ကြသည်ဟုမှတ်တော်မူ၍ကောင်းမြတ်တော်မူခြင်း၏စေတနာအပေါင်းနဲ့သင်တို့၏ယုံကြည်ခြင်းအမှုကိုတကိုးနဲ့ပြည့်စုံစေတော်မူမည်အကြောင်းငါတို့သည်သင်တို့အဖို့အစဉ်ဆုတောင်းပတ္ထနာပြုကြ၏ရှင်ဘောလူကသက်တာလုံးဤအသိတော်မှာရှိတဲ့ယုံကြည်သူတွေအဖို့ဆုတောင်းတယ်အဲ့ဒါကဘယ်လိုလဲဆိုတော့မင်းတို့ကောင်းမြတ်တော်မူခြင်းဤစေနာအပေါင်းနဲ့တဲ့နော်ပြည့်စုံဖို့အတွက်သူဖျားခင်မှာအမြဲတမ်းမလုပ်လဲဆုတောင်းပေးတယ်လို့ပြောတယ်အဲ့ဒီလိုကောင်းမြတ်ခြင်းအသက်တာထင်ရှားတယ်ဆိုရင်တဲ့ဘာဖြစ်မလဲဆိုရင်ဖျားသခင်ရဲ့ဘုန်းထင်ရှားမယ်တဲ့ထိုသခင်နာမတော်ကိုသင်တို့အားဖြင့်ဘုန်းထင်ရှားစေခြင်းကတဲ့မင်းတို့အစဉ်မြဲကောင်းမြတ်တော်မူခြင်းရှိဖို့ငါဆုတောင်းပတ္ထနာပြုတယ်เนาะအတူကောက်နဲ့ကျွန်တော်ပြန်ပြောမှဆိုအဲ့တဲ့သဘောမျိုးဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်အသက်တာမှာလည်းပဲတန်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်ဝတဲ့အသက်တာကဒါလင်းကောင်းမြတ်သောအသက်တာတီးပွင့်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်နေ့ရက်စနေတန်ရှင်းသောဝိညာဉ်တော်ဖျားနဲ့ပြည့်ဝတဲ့အသက်တာတွေမှာကျွန်တော်ရှောက်လန်းဖို့အရေးကြီးတယ်ရှောက်လန်းကြရအောင်ဆိုတာကိုဒီနေ့အတူတူကပြန်လဲပြီးတော့ဝိညာဉ်ခွန်အားယူဖို့ခွန်အားပေးခြင်းနဲ့နောက်တစ်ခုကတော့ဗာလဲဆိုရင်သစ္စာရှိခြင်းအင်္ဂလိပ်ဆိုရင် faithfulness အဲ့ဒီအတိတ်တွေကဗာလဲဆိုတာကိုပြန်ပြီးတော့ဆင်ခြင်ရအောင် faithfulness သစ္စာရှိခြင်းလို့ဆရာတို့တန်ခါဘာသာပြန်ထားတယ်အင်္ဂလိပ်လိုတော့ faithfulness အတိတ်တွေကဗာလဲဆိုရင်သစ္စာစောင့်တည်ခြင်းကိုပြောတာဟုတ်ပြီနော် loyalty နော်သစ္စာစောင့်တည်ခြင်းပြီးတော့နောက်တစ်ခုအတိတ်တွေကမှန်ကန်ခြင်း truthfulness မှန်ကန်ခြင်းနောက်တစ်ခုကတော့သူ့ရဲ့အတိတ်ကယုံကြည်စိတ်ချထိုက်ခြင်းနော် trustworthiness လို့ခေါ်တယ်နောက်တစ်ခုက honesty ရိုးသားဖြောင့်မတ်ခြင်းတို့ကိုဆိုလိုတယ်စကလုံးကတစ်လုံးတည်းဒါပေမဲ့အတိတ်ပဲက၄-၅ခုလောက်ဖြာထွက်နေတယ်ဟုတ်ပြီနော်အဲ့ဒါမှဒီအတိတ်ပဲကိုကျွန်တော်ရှင်းလင်းစွာနားလည်မယ်သစ္စာစောင့်တည်ခြင်းဆိုတာဘာလဲဒီလူကတော့သစ္စာတည်တယ်နော်ဒီကောင်ကတော့သစ္စာမရှိဘူးပတ်စံချင်းလေတော့မချင်းနဲ့သစ္စာမရှိဘူးဆိုတာမျိုးပေါ့နဲအဲ့တဲ့သဘောဒါပေမဲ့သစ္စာရှိခြင်းဆိုရယ်ဝိညာဉ်အတိကသစ္စာစောင့်တည်ခြင်းပါတယ်ဒီလူဟာသူ့အပေါ်မှာအင်မတန်သစ္စာစောင့်တည်တယ်သူကတကယ်သစ္စာရှိတဲ့လူဆိုတာမျိုးပေါ့နော်ဒီသဘောကိုဆိုလိုတယ်နောက်တစ်ခုကမှန်ကန်တဲ့ truthful နဲ့သူပြောလိုက်အမြဲတမ်းမှုသားတွေထဲပဲသူပြောတာဒီကောင်ကမမှန်ကန်သူပြောတာမယုံနဲ့ဆိုရင်သွားပြီဟုတ်ပြီနော်ဒါပေမဲ့သစ္စာရှိတဲ့သူကတော့ဒီဝိညာဉ်အတိသစ္စာရှိတဲ့သူကတော့ truthfulness မှန်ကန်ခြင်းထဲမှာသက်ရှိတယ်နောက်တစ်ခုကတော့ယုံကြည်စိတ်ချထိုက်တယ်သူ့ကိုသွားပြီးတော့မယုံကြည်နဲ့သူကယုံကြည်စိတ်မချမထိုက်ဘူးဆိုရင်ဒါသွားပြီပေါ့ဟုတ်တယ်နော်ဆိုတော့သစ္စာရှိခြင်းဆိုတဲ့ဟာအဲ့ဓာတွေကိုပါခါပါလုပ်ပေးတယ်နောက်တစ်ခုကယူသားဖြောင့်မှတ်ခြင်းကိုလည်းသူကခါပါလုပ်ပေးတယ်ဒီလူကမယူသားဘူးမမှန်ကန်ဘူးသူစကားပြောတတိထားတော့ဆိုရင်သွားပြီဒါပေမဲ့ခရစ်တော်ကိုရတဲ့သူတန်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်ဝတဲ့သူဟာသစ္စာရှိလာတယ်တနည်းအားဖြင့်ဝိညာဉ်တော်နဲ့ရှောင်လန်းတဲ့သူကသစ္စာစောင့်တည်လာတယ်ဝိညာဉ်တော်နဲ့ရှောင်လန်းတဲ့သူကစကားအပြောဆိုမှလည်း truthful နဲ့မှန်ကန်ခြင်းကိုပဲပြောလာတယ်တနည်းအားဖြင့်ဝိညာဉ်တော်နဲ့ရှောင်လန်းသောသူကယုံကြည်စိတ်ချထိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ကျွန်တော်လုပ်ငန်းခွင်မှာကုမ္ပဏီတွေမှာဆိုလည်းပဲတကယ်ပဲယုံကြည်စိတ်ချထိုက်တဲ့လူကိုပဲလူတွေကမခန့်ချင်ဘူးလားခန့်ချင်တယ်ရာထူးတယ်တိုးပေးချင်တယ်ရိုးသားဖြောင့်မတ်တဲ့သူကိုပဲလူတွေကလည်းကြိုက်တယ်နှစ်သက်တယ်အလုတ်ခန့်ချင်တယ်ဟုတ်ပြီနော်ဟုတ်ပြီအဲ့တဲ့သစ္စာရှိခြင်းဟာဘုရားသခင်ရဲ့ဂုဏ်တော်ဖြစ်တယ်ကျမ်းစာကြည့်တဲ့အခါမှာဘုရားသခင်ဒီသစ္စာနဲ့ပြည့်စုံတော်မူ၏လို့ပြောထားတယ်ငါတို့ကိုယ်ကိုယ်နဲ့ဘုရားသခင်ဟာသစ္စာနဲ့ပြည့်စုံတော်မူ၏ဆိုတာကဘုရားသခင်ဟာသစ္စာစောင့်တယ်ဘုရားသခင်ဟာမှန်ကန်သောဘုရားဖြစ်ဘုရားသခင်ဟာယုံကြည်စိတ်ချထိုက်တဲ့ဘုရားဖြစ်တယ်ဆိုတဲ့အတိတ်ပဲတွေဘုရားသခင်ဟာယူသားမှန်ကန်သောဘုရားဖြစ်တယ်ဆိုတဲ့အတိတ်ပဲတွေဖြစ်နေတယ်ဟုတ်ပြီနော်ဒါကိုကျွန်တော်နားလည်ရမယ်ဒါကြောင့်နောက်ကလိုက်ဆိုပြအောင်ထာဝရဘုရားသည်တနာတော်မူ၍ဂယုဏတော်သည်မကုံသောကြောင့်ငါတို့သည်ဆုံးရှုံးခြင်းသို့မရောက်ပဲနေကြ၏နတ်နတ်တိုင်းဂယုဏတော်တိကိုခံရကြ၏သစ္စာတော်သည်ကြီးမြတ်ပါ၏ဖယားခင်ဟာသစ္စာ
တော်နဲ့ကြီးမြတ်တဲ့ဝိညာဉ်အသီးဖြစ်တဲ့ဘုရားရဲ့လက္ခဏာပဲဘုရားကသစ္စာတော်နဲ့ကြီးမြတ်တဲ့အတွက်ကြောင့်ထာဝရဘုရားသည်တနာတော်ဝင်ကြီးနဲ့မကုံတဲ့အတွက်ကြောင့်ငါတို့သည်ဆုံးရှုံးခြင်းတို့မရောက်ပဲနေကြဘုရားကသစ္စာကြီးမြတ်တယ်နဲ့ဘုရားကသူ့သားသမီးကိုတာဝန်ယူမယ်လို့ပြောတယ်ဆိုတော့တာဝန်မယူဘူးဆိုရင်ဘာဖြစ်မလဲသစ္စာမရှိဘူးပေါ့တချို့လူတွေကငါတာဝန်ယူမယ်ငါလုပ်ပေးမယ်ဆိုပေမဲ့အစဉ်ပြေနေပေမဲ့မလုပ်ပေးနိုင်ဘူးသစ္စာမရှိလူလေလောကမှာအများကြီးမရှိဘူးလားရှိတယ်ဒါပေမဲ့ဘုရားသခင်ကတော့သစ္စာတည်တယ်သူပြောတဲ့အတိုင်းလုပ်တယ်သစ္စာဂရိတည်တယ်သစ္စာတည်တဲ့ကြီးမြတ်တယ်ဒါကြောင့်မလို့ငါတို့ဒီဆုံးရှုံးခြင်းသို့မရောက်ဘူးတဲ့နဲ့တိုင်းဂယုဏတစ်နဲ့ငါတို့ခံစားတယ်လို့ပြောထားခြင်းဖြစ်တယ်ဒါကြောင့်ယောမ33မှာဆိုရင်သူတို့မယုံမဲနေချင်းရာဒီဘုရားရဲ့သစ္စာတော်ကိုဖျက်နိုင်တယ်လို့ဘုရားရဲ့သစ္စာတော်ကိုဘယ်သူကမှမဖျက်နိုင်ဘူးတဲ့ပြီးတော့ကျမ်းစာကြည့်တဲ့အခါမှာဘုရားရဲ့အမိန့်တော်ဆိုတာကိုကျွန်တော်တွေ့ရတယ်နှစ်တိခိုင်းနှစ်22မှာဝိညာဉ်အသီးတချို့ကိုပြောပြီးတော့သစ္စာရှိခြင်းပြီးတော့သစ္စာရှိခြင်းတို့ကိုမှီအောင်လိုက်ကြလော့လို့သူကပြောထားတယ်ကျွန်တော်တို့ဘုရားသားသမီးတွေဘုရားညာသစ္စာတည်တဲ့ဘုရားဖြစ်တယ်ဆိုတော့သူ့ရဲ့သားသမီးကျွန်တော်တို့လည်းပဲသစ္စာတည်ကြလော့လို့သူကပြောထားတယ်ကျွန်တော်လည်းဘာလို့ရမလဲအဲ့ဒါသစ္စာတည်ခြင်းတွေမှာအသက်ရှင်မယ်ဝိညာဉ်တော်၌ရှောင်လန်းခြင်းအဖြစ်တည်ဖို့ဘုရားခင်အလိုရှိတယ်တေကောလေးနှစ်ထဲမှာဆိုရင်နောက်ကလိုက်ဆိုပြအောင်ထိုမှတပါဘာနာဆိုးမိဒီကသစ္စာရှိရမည်ကျွန်တော်တို့ဖခင်ရဲ့သားသမီးမှနေဆိုရင်သစ္စာရှိတော်သူဖြစ်ရမယ်ကျွန်တော်တို့ဒီနေ့ကုမ္ပဏီလုပ်ငန်းတွေလုပ်တဲ့အခါမှာစီးပွားရေးလုပ်ငန်းတွေလုပ်တဲ့အခါမှာကျွန်တော်ဘာဖြစ်ရမလဲသစ္စာရှိတော်သူတွေရောတက်ကဲ့သို့ဖြောက်မှတ်မှန်ကန်တော်သူတွေသူ့သခင်ကတော့အိမ်မှုကိစ္စတွေအကုန်လုံးကိုသူ့ကိုအပ်တယ်သူ့မိမလွယ်လို့ပေါ့နော်ရောတက်ကိုဘာကြောင့်လဲသူဟာဖြောက်မှတ်တယ်ယူသားတယ်ဖခင်သခင်နဲ့ရှောက်လန်းတော်သူဖြစ်တဲ့တော့ကျွန်တော်တို့လည်းဒီလိုပဲကျွန်တော်တို့ပါဝင်အချိန်မှာဒီနေ့မဖြောက်မှတ်တဲ့သူတွေသစ္စာမရှိတဲ့သူတွေများစွာထဲမှာမူခရီတောက်တော်သူမဖြစ်ဘဲနဲ့ဖခင်သားသမီးပြီးကျွန်တော်တို့သစ္စာရှိတော်သူတွေဖြစ်ဖို့အင်မတန်မှအရေးကြီးတယ်ဒါကြောင့်ဝိညာဉ်တော်နဲ့ရှောက်လန်းလာတဲ့သူဟာသစ္စာရှိတော်သူဖြစ်လာတယ်သစ္စာရှိတော်သူဖြစ်လာတဲ့ခါမှာဘာတွေဖြစ်လာလဲနံပါတ်1ဂရိတည်လာတယ်အဲ့တဲ့လူဟာဘာဖြစ်လာလဲဂတိတည်လာတယ်မိမိပေးတဲ့ဂရိကိုမပြတ်မကွက်တည်လာတယ်အဲ့တဲ့ဝိညာဉ်တော်နဲ့ရှောက်လန်းသောဝိညာဉ်တော်နဲ့ပြည့်ဝသောသူဟာဟုတ်ပြီနော်နောက်တစ်ခုကဘာလဲဆိုရင် reliability ဖြစ်လာစိတ်ချရတဲ့သူဖြစ်လာအခြားသူများကသူ့ကိုအားကိုယုံကြည်လာတယ်ဟုတ်ပြီနော်ယောသက်ကိုသူ့ရဲ့တခင်ကနေပြီးတော့ယုံကြည်အားကိုးလာတဲ့ကဲဆိုကျွန်တော်တို့ကိုလည်းလူတွေကပါလဲယုံကြည်အားကိုးလာမယ်လုပ်ငန်းတွေကိုအပ်ချင်လာမယ်စသည်ဖြစ်ပေါ့နောက်တစ်ခုကလှုပ်ဝက်ချက်တွေကိုထိမ့်သိမ်းပေးတတ်လာနော်ကျွန်တော်တို့တခါလေသူများပြောတယ်ဒါပေမဲ့ကျွန်တော်တို့အားပြန်မပြောနိုင်တော့ဆိုကျွန်တော်ဖြတ်ပြီးတော့ဖွာပလိုက်တယ်အဲ့လိုမျိုးပေါ့ဒီလိုမျိုးတွေလည်းမရှိလာတော့ဘူးနောက်တစ်ခုကတော့ပါလဲဆိုရင်ယူသားမှုနဲ့မှန်ကန်မှုသူ့မှာရှိလာတယ်မှန်ကန်သောအရာကိုသာပြုမှုဆောင်ရွက်လာတယ်အဲ့ဒါတန်ရှင်းသောဝိညာဉ်နဲ့ပြည်ဝပြီးတော့ဝိညာဉ်နဲ့ရှောင်လန်းတဲ့သူကသစ္စာရှိလာတယ်ဆိုတဲ့အခါမှာဂရိတည်လာတယ်စိတ်ချရတဲ့သူဖြစ်လာတယ်လူဝက်ချက်တွေကိုထိမ့်သိမ်းလာတယ်ရိုးသားမှုနဲ့မှန်ကန်မှုသူ့ရဲ့သက်တာမှာမရှိလားလားရှိလာတယ်ဆိုတာကိုကျွန်တော်တို့နားလည်ဖို့လိုတယ်နောက်တစ်ခုကျွန်တော်သွားရအောင်နောက်တစ်ခုကတော့ဗာချန်သေးလေနူးညံ့တိမ်ငွေ့ခြင်းအဲ့ဒါကိုစိတ်နှိတ်ချခြင်းလို့လည်းခေါ်တယ်အဲ့လေလို့ဆိုရင်သူကနူးညံ့တိမ်ငွေ့ gentleness လို့လည်းခေါ်တယ် meekness လို့လည်းခေါ်တယ်ဒါကြောင့်အဲ့ဒီစကားလုံးတွေကပုံစံတွေကတူတူတော်တော်လေးဆင်ကြတယ်ပေါ့လေဆင်ကြတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အေးဘက်ခန်းကြီးလေးနှစ်ကိုကြည့်တဲ့အခါမှာနူးညံ့တိမ်ငွေ့ခြင်းနဲ့တဲ့နှိတ်ချခြင်းတို့ကိုအမြဲတမ်းတွင်တွဲပြီးတော့ကျွန်တော်တွေ့ရတယ်ဟုတ်ပြီနော်နူးညံ့တိမ်ငွေ့ခြင်းနဲ့ပါကအမြဲတွင်တွဲနေတယ်လေနှိတ်ချချင်းကတွင်တွဲနေတယ်တနည်းအားဖြင့်နူးညံ့တိမ်မွေ့တဲ့သူဟာနှိတ်ချတယ်ပေါ့နှိတ်ချတဲ့သူကနူးညံ့တိမ်မွေ့တယ်ပေါ့အဲ့ဒီသဘောမျိုးဖြစ်တယ်ဆိုတော့နူးညံ့တိမ်မွေ့ချင်းဟာတချို့လူတွေကအပိုင်းဆိုတာနားလေတာကအားနေချင်းလို့ထင်တတ်တယ်မဟုတ်ဘူးနူးညံ့တိမ်မွေ့ချင်းဟာအားနေချင်းမဟုတ်ဘူးတကူအာနာရှိလက်နဲ့တပားသူအပေါ်မှာနူးညံ့တိမ်မွေ့ချင်းကိုဖော်ပြနိုင်တယ်နူးညံ့တိမ်မွေ့ချင်းရှိတဲ့သူကမှသခင်ယေရှုဟာကောင်းကင်ဘုံစည်းစိမ်မှာဆံမြတ်နဲ့စัจ java ကြီးကိုဖန်ဆင်းတဲ့သခင်ယေရှုလောက်တကူအာနာရှိတော်သူကောင်းကင်ဘုံမြေကြီးအောက်မှာမရှိဘူးဖခင်သခင်ဟာတကူအာနာရှိပေမဲ့တစ်ဖက်မှာနူးညံ့တိမ်မွေ့တော်သူဖြစ်တယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်တကယ်ယေရှုလောကကိုလာတဲ့အခါမှာဘာတွေ့ရတယ်လဲဆိုရင်သခင်ယေရှုကိုမရိုက်ပုတ်ကြဘူးလားရိုက်ပုတ်တယ်ရှောင်းပြောင်းတယောကြတယ်တတွေးနဲ့ထွေးကြတယ်ဒီစံဖခင်ကိုတရွေးနဲ့ထွေးတယ်ကောင်းကင်မြေကြီးကိုဖန်ဆင်းတဲ့ဖခင်ကိုတရွေးနဲ့ထွေးတယ်ကျွန်တော်တို့ဆိုရင်ဘာမှမရှိတဲ့
တစ်ခါလေးတောင်မှကိုလာလို့မစွန်ပြန်ခံမမဟုတ်ဘူးဖယားခင်ကကောင်းကင်မြေကြီးကိုဖန်ဆင်းတဲ့တကောအနန္တနဲ့ပြည့်စုံတဲ့ဖယားပြည့်တဲ့နှိတ်ချတဲ့လူတွေတွေနဲ့ထွေးတဲ့ရိုက်ပုတ်တဲ့ဆဲရီတိုင်းထွာတယ်ဒါမဲ့သူကဗာလဲနူးညံ့တိမ်မှုဆိုတာပြန်ပြီးတော့တုတ်ပြန်နေဆိုတော့ကျွန်တော်တွေ့ရတယ်ကဲဒီချိန်မှာဥယျာဉ်မှာတပည့်တော်တွေနဲ့ဆူတောင်းနေတဲ့ချိန်မှာလာပြီးတော့သူ့ကိုဖမ်းမဲ့လူရောက်လာကြတယ်ရောက်လာတဲ့အခါမှာဘာဖြစ်လဲယုံကြည်စံကဖြစ်တော့ပေတရုသူ့ရဲ့တပည့်ပေတရုကတားယူပြီးတော့ယေဘရဟိရဲ့ဂျုံကိုမခုတ်ပလိုက်ဘူးလားခုတ်တဲ့ကောင်ကဘာပြတ်သွားလဲနှာခေါင်းပြတ်သွားလားနှရွက်ပြတ်သွားလားနှရွက်ပြတ်သွားတဲ့ခါမှာသခင်ယေရှုကဘာပြောလဲဆိုရင်ခါအဲ့လိုမလုပ်နဲ့အဲ့လိုမလုပ်နဲ့ယခုပဲနဲ့ငါအပကိုငါတောင်းနိုင်သည်ကို၎င်းတောင်းလင်ကောင်းကင်တမန်12တက်မကငါထံသို့ဆေလွတ်တော်မူမည်ကို၎င်းတင်းဒီမချင်းတလို့နောက်ကဆိုပြအောင်တို့ဖြစ်လင်ဤသို့သောအမှုရာတို့သည်ဖြစ်ရမည်ဟုသောကျမ်းစာချက်သည်အဘယ်သို့ပြည့်စုံအပ်နည်းဟုမိန့်တော်မူ၏ငါကအခုကောင်းကင်ကစစ်တပ်ကြီးကိုခေါ်လိုက်လို့ရတယ်မပြောဘူးလားဒါပေမဲ့ तू နူးညံ့တိမ်မွေးတယ် तू လုံးဝမလို့နှစ်ရွက်ပြုတ်ကျသွားတယ်အဲ့ဒါကိုပြန်ကောက်ပြီးတော့ပြန်မတက်ပေးဘူးလားအဲ့ဒါနူးညံ့တိမ်မွေးချင်းပဲကျွန်တော်မှအဲ့လိုရှိဖို့လွယ်သလားလုံးဝမလွယ်ဘူးလေမလွယ်ဘူးသူဟာအခုအာနာတကူရှိတဲ့လူကပို့ပြီးတော့နူးညံ့တိမ်မွေးနေကြဖို့ပို့ခက်တယ်ဟုတ်ပြီနော်ကိုကငကိုတွေကမရှိစင်းရသားဟိုအောက်ခြေဘာမှမဟုတ်တဲ့လူကနှိတ်ချဖို့နည်းနည်းလွယ်သေးတယ်လေအခုအာနာရှိတဲ့လူတွေကတကူပါဝါရှိတဲ့သူကနှိတ်ချဖို့နူးညံ့တိမ်မွေးဖို့ဆိုတာလုံးဝကိုမဖြစ်နိုင်ဘူးလူတွေကတကူအာနာရှိလေပို့ပြီးတော့ရက်ဆက်ရုပ်မှာတက်လေပဲလူရဲ့သဘောဒါပေမဲ့ဖယားသားသမီးတန်ရှင်းသောဝိညာဉ်တော်၌မွေးလော်တဲ့လူဝိညာဉ်တော်နဲ့အတူရှောက်လန်းတဲ့သူကတော့အဲ့ဒီလိုအသက်တာတီးပွက်လာမယ်လို့ပြောထားတယ်နောက်ကလေးဆိုပြအောင်ယေရှုကပြောလဲဆိုတော့ငါသည်နူးညံ့တိမ်မွေ့၍စိတ်နှလုံးနှိတ်ချ၏အဲ့လိုမာသဲ7:29မှာခင်ယေရှုကိုယ်တိုင်ကပြောထားတာဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီလိုမျိုးအသက်တာထဲမှာရှောက်လန်းဖို့ဖယားသခင်အမရမအလိုရှိတယ်ဒါကြောင့်ကျွန်တော်ယုံကြည်သူတွေဟာဝိညာဉ်စုကျေးဇူးတဲ့ဝိညာဉ်အသေးပေါ်မှာကျွန်တော်တို့က focus ထားဖို့အမရမအရေးကြီးတယ်ဟုတ်ပြီနော် focus ထားဖို့အမရမအရေးကြီးတယ်ဆိုတော့လူအပေါ်မှာထားတဲ့သဘောနဲ့ဖယားပေါ်မှာထားတဲ့သဘောကျွန်တော်ကြည့်မယ်အဲ့ဒီဝိညာဉ်အသေးဆိုတဲ့နုညံ့သိမ်မွေ့ခြင်းနဲ့ပြည့်ဝလာတဲ့သူဟာသူတစ်ပါးအပေါ်မှာစဉ်းစားပေးတတ်လားဘယ်သူ့အပေါ်မှာစဉ်းစားပေးတတ်လားလဲသူတစ်ပါးအပေါ်မှာစဉ်းစားပေးတတ်လားသူတစ်ပါးရဲ့အားနည်းချက်အမှားအယွင်းတွေကိုရန်လိုသောတာထွက်ခြင်းလက်စားချီလိုတဲ့စိတ်မရှိပဲနားလည်ပေးခြင်းခွင့်လွှတ်ပေးတတ်ခြင်းဖြစ်လာသခင်ယေရှုလိုပေါ့ဟုတ်ပြီနော်ကျွန်တော်တို့အသေးစိတ်ပြန်ကြည့်တဲ့အခါမှာဥပမာဆိုကြပါစို့တစ်ချိန်တုန်းကတောလျာရစနစ်73မှာပြဿနာတစ်ခုရှိတယ်အာရုံနဲ့မိရိအာကဘသူ့ကိုအပြစ်တင်လဲမောရှေဆိုတော့သူ့ရဲ့ညီအကိုပဲမောရှေရဲ့အကူကဘသူလဲအာရုံရဲ့အမဘသူလဲမိရိအာကအကြီးဆုံးပေါ့သူ့ရဲ့မောင်နှမတွေအတူတူကဖျားသခင်ရဲ့အမှုတော်ထဲမှာအစိခံကြတဲ့အင်မရမဝမ်းသာစရာကောင်းတဲ့မောင်နှမတွေအတူတူကဖျားအမှုတော်ထဲမှာကျွမ်းကမ်းမိကမ်းကြုံမိမောရှေကိုပါလဲပံ့ပိုးကြတယ်လိုအပ်သောအရာတွေထောက်ပံ့ကြတယ်ဒါပေမဲ့ဒီနေ့မှာကျတော့မောရှေကိုသူတို့ဘာလုပ်လဲအပြစ်တင်တဲ့အခါမှာဘုရားသခင်ကအမျက်ထွက်တဲ့အခါမှာမိရိအာငါဘာဖြစ်လာတယ်လဲအနူဖြစ်လာတယ်အဲ့ဒီအခါမှာမောရှေကဘာလုပ်ပေးလဲမိရိအာတို့ဘာလုပ်ပေးလဲဆူတောင်းပေးတယ်အဲ့ဒါကြောင့်ကျမ်းစာထဲမှာမှတ်တမ်းတင်ထားတဲ့တောလျာကျမ်းစနစ်3မှာမောရှေဟာတဲ့ကပါမြေကြီးပေါ်မှာအနူးညံ့ဆုံးသောသူလို့သူကပြောထားတယ်မောရှေဟာအင်မရာနူးညံ့တိမ်မွေ့တယ်သူ့ကိုအပြစ်တင်နေတဲ့သူကျွန်တော်တို့ဆိုနင်ငါ့ကိုအပြစ်တင်လို့ဘုရားသခင်မကြိုက်လို့နင်အဲ့လိုခံရတာလေညဲတောင်နဲ့သေးတယ်ဆိုတော့ကျွန်တော်ပြောမှာလေဒါပေမဲ့မောရှေကပါလဲနူးညံ့တိမ်မွေ့ဘုရားသခင်မလုပ်ပါနဲ့ဒီစမ်းသူနေတဲ့အပြစ်တင်ခံရတယ်သူမမှားဘူးမှားတဲ့လူကဘယ်သူလဲသူ့ညီကိုမောင်နှမတွေမှားတာသူ့ကိုအပြစ်တင်တာဒါပေမဲ့သူတို့အပြစ်ကြောင့်သူတို့တန်ခံတဲ့ခါမှာမောရှေကသူတို့အတွက်ပြန်ပြီးတော့ဆုမတောင်းပေးဘူးလားဆုတောင်းပေးတယ်အဲ့ဒါကြောင့်မောရှေကနူးညံ့သိမ်မွေ့သောသူဒါကြောင့်တန်ရှင်းသောဝိညာဉ်တော်နဲ့ကျွန်တော်တို့ရှောက်လန်းတဲ့အခါမှာပဲအဲ့ဒီလိုမျိုးကိုယ့်ဘောမှာမှားယွင်းတဲ့သူတွေတချို့ရှိမယ်ကိုယ့်ရဲ့လုပ်ငန်းခွင်မှာကိုယ့်ရဲ့မိသားစုမှာကိုယ့်ရဲ့အတိုင်းဝိုင်းမှာရှိမယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုဝိညာဉ်တော်၌မရှောက်လန်းမှုဆိုရင်နင်ဖြစ်တာနဲ့တောင်နဲ့သိတယ်ဘုရားခင်ကြီးကိုတိုင်ရိုက်တာဘုရားခင်ကြီးကိုဆုံးမတာဆိုပြီးတော့ကျွန်တော်တို့ပြောမှာဟုတ်တယ်နော်ဒါပေမဲ့ဝိညာဉ်တော်၌ကျွန်တော်တို့ပျော်မွေ့ဝိညာဉ်တော်၌ကျွန်တော်တို့သွားလာတဲ့သူကတော့သူ့အတွက်မေတ္တာနဲ့ပြန်ပြီးတော့ဆုတောင်းပေးလာတယ်
တတိဖန်ကိုကြည့်အောင်တတိပိုင်းရဲ့တက်တာမှာဧဝံဂေလိဟောလို့လူတွေကကြောက်ခဲနဲ့ပေါက်နေတယ်တတ်နေကြတယ်ဒါပေမဲ့တတိဖန်ကသူ့ရဲ့ရန်သူတွေကိုဘာလုပ်နိုင်လဲခွတ်လွတ်တယ်ကြည်စမ်းခွတ်လွတ်တယ်သူ့ကိုကြောက်ခဲနဲ့ပေါက်ပြီးတတ်နေဒါပေမဲ့ तू ကခေါ်ဘာလို့ तू ကဝိညာဉ်တော်နဲ့ပြေးဝနေတယ်ပြေးဝနေဒါကြောင့်ကျွန်တော်ရဲ့အသက်တာမှာလည်းထိုအသက်တာထင်ရှားဖို့ဘုရားသခင်လူရှိတယ်ဝိညာဉ်တော်နဲ့ပြေးဝလာတဲ့သူခါတဲ့မိမိကိုယ်အခြားသူများထက်တာလွန်တယ်လို့မယူဆပဲနှိမ့်ချတဲ့စိတ်နဲ့ तू ကဆက်ဆံတတ်လာတယ်မိမိရဲ့ကိုယ်ကျိုးဟုတ်ပြီနော်ပြီးတော့မိမိရဲ့ဆန္ဒတွေကိုရှေ့တန်းမတင်တော့ဘူးဘုရားသခင်နဲ့အခြားသူများကိုပဲဦးစားပေးတဲ့သဘောထားရှိလာတယ်ဆိုတော့ကျွန်တော်တွေ့ရပြီးတော့အဲ့ဒီဝိညာဉ်တော်နဲ့ပြေဝလာတဲ့သူကနုညံ့လာတဲ့သူဟာဘုရားသခင်ပေါ်ထားတဲ့သူ့ရဲ့သဘောတရားကလည်းပြောင်းလဲလာတယ်ဥပမာသူ့ရဲ့ခွန်အားသူ့ရဲ့ဆွမ်းအားစွမ်းရည်ဩဇာအာနာအားလုံးကိုဘုရားသခင်ရဲ့အလိုတော်အောက်မှာသူချထားပြီးတော့ဘုရားသခင်ရဲ့စကားကိုပဲနာခံလာတချို့ကကျွန်တော်တို့ဗာလဲခွန်အားဆွမ်းအားအာနာတွေငွေရေးကြေးတွေအစင်ပြေလာတဲ့ခါမှာဘုရားရဲ့အလိုတော်ကိုမဝင်ခံချင်တော့ဘူးလေကိုထင်ရဆိုင်ပြီးတော့အသက်ရှင်ခြင်းနဲ့ဒါပေမဲ့ဝိညာဉ်တော်နဲ့ပြေးဝတဲ့သူဟာအခုအာနာတကူရှိတယ်စည်းစိမ်ဥစ္စာတွေဘယ်လောက်ရှိပါစေဖခင်ရဲ့စကားတော်ကိုအမြဲတမ်းနော်ဆန္ဒရှိစွာနားထောင်ပြီးတော့လိုက်လျှောက်ဖို့သူဟာအမြဲတမ်းနှိတ်ချတဲ့အသက်တာဖြစ်လာတယ်ဆိုတော့ဘုရားခင်နှုတ်ပတ်တော်ကိုနှုတ်ညံ့တဲ့စိတ်သဘောထားနဲ့လက်ခံပြီးအဲ့ဒီအတိုင်းကျင့်ဆောင်ဖို့သူဟာအစဉ်သက်ရှိလာတယ်တိတို့ခိုင်း3နှစ်ကိုကျွန်တော်ကြည့်တဲ့အခါနောက်ကလိုက်ဆိုပြအောင်အလွန်နုညံ့တိမ်မွေ့စွာပြုစီခြင်းငါ၎င်းတတိပေးလို့ဆိုတော့ကျွန်တော်အရာမှာပေါ့လေအလွန်နုညံ့တိမ်မွေ့ဆိုတော့ meekness ဆိုတဲ့မောရှိကဲဆိုနှလုံးသားနဲ့အရာမှာကျွန်တော်အလွန်နုညံ့တိမ်မွေ့စွာပြုစီခြင်းကတတိပေးပါတဲ့နော်ရှင်ဘောလုကနေပြီးတော့တိတုကိုပြောထားတယ်နော်အသင်းတော်မှာယုံကြည်သူတွေအားလုံးအဲ့ဒီအသက်တာရှိဖို့ခွန်အားပေးထားတယ်နောက်ဆုံးတစ်ခုကြည့်ရအောင်နောက်ဆုံးတစ်ခုကတော့ဗာလဲကာမဂုဏ်ချုပ်တီးခြင်းဆိုတာပါလဲဆိုတာကြည့်ရအောင်နော်ကာမဂုဏ်ချုပ်တီးခြင်းဆိုတော့ကာမဂုဏ်ချုပ်တီးခြင်းဆိုတာအဲ့လေလို့သူက self control လို့ခေါ်ထားတယ်ကျွန်တော်ရဲ့စာရိပ္ပရိရဲ့ဆန္ဒများကိုထိန်းချုပ်နိုင်ခြင်းပေါ့ထိန်းချုပ်နိုင်ခြင်းဂလာတိခန်းကြီး9:21ကိုကြည့်တဲ့အခါမှာနော်စာရိပ္ပရိရဲ့အချက်နေတွေ့ရအဲ့အချက်နေကကိလေသာညှဉ်းညူးခြင်းရေမျိုးတောက်စားခြင်းအမျက်သောတာထွင်စတဲ့အရာတွေရဲ့ဆွဲဆောင်မှုအောက်ကိုမကြရောက်ပဲခရစ်တော်ရဲ့အလိုတော်အတိုင်းနေထိုင်နိုင်မှုမိမိကိုယ်ကိုထိန်းချုပ်နိုင်ခြင်းကိုပြောခြင်းဖြစ်တယ်အဲ့လိုထိန်းချုပ်နိုင်သောသူဟာဘယ်သူလဲတန်ရှင်းသောဝိညာဉ်တော်နဲ့အတူရှောက်လန်းသောသူပဲဖြစ်တယ်ဒါကြောင့်နေ့ရက်စတဲ့ဝိညာဉ်တော်နဲ့ကျွန်တော်တို့ရှောက်လန်းဖို့အင်မတန်မှအရေးကြီးတယ်ဆိုတော့အဲ့ဒီအသက်တာမျိုးကိုလူရဲ့အစွမ်းအားဖြင့်မလုံဆောင်နိုင်ဘူးတဲ့တရားထိုင်ရင်လည်းခဏပဲရမယ်တဲ့တန်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်ဝတဲ့သူကပဲဝိညာဉ်တော်ရဲ့အသီးကိုသိနိုင်မှာဖြစ်ပါတယ်ဆိုတော့ခရစ်တော်ရဲ့အသက်တာမှာတွေ့ရတယ်ဒါဘုရားသခင်ရဲ့အသက်တာဖြစ်တယ်ဆိုတော့သခင်ယေရှုရက်ပေါင်းဘယ်လောက်အစာရှောင်ခဲ့လဲရက်ပေါင်း30လား40လား40အစာရှောင်တယ်အစာရှောင်ပြီးတဲ့အခါမှာစာတန်ကသူ့ကိုလာပြီးတော့ဘာလုပ်လဲစုံစမ်းတယ်အစာချောင်းတဲ့အချိန်ဆိုတော့ तू ကဘာဖြစ်မလဲစာလောင်မှာပေါ့စာလောင်တဲ့ခါမှာစာတန်ကလည်းအိမ်မရမလဲတယ်ဘာနဲ့ပဲသူ့သွေးဆောင်တယ်အစာနဲ့သွေးဆောင်တာပေါ့ကြောက်ခဲကိုမုတ်ဖြစ်စေပါစားပါလို့ပြောတဲ့ခါမှာသခင်ယေရှုဘာပြောလဲအိမ်မရစာလောင်နေတဲ့အချိန်မှာဘာပြောလဲလူဟာဘာနဲ့ပဲအသက်ရှင်တယ်လို့ပြောလဲလူဟာမုတ်အားဖြင့်အသက်ကိုမွေးရမယ်မဟုတ်ဖခင်သခင်ရဲ့နှုတ်ကပတ်တော်အားဖြင့်ပဲအသက်မွေးရမယ်လို့ပြန်ပြီးတော့မတုတ်ပြန်နိုင်ဘူးလားတုတ်ပြန်သူ့ရဲ့ဆန္ဒအသွေးအသားတောင်းဆိုမှုကို तू မထိန်ချုပ်နိုင်ဘူးလားထိန်ချုပ်နိုင်တယ်ကျွန်တော်တို့ဆိုတော့စားလောင်ပြီဆိုရင်ဥတူးတွေလက်တွေတုံလာပြီလေမရတော့ငေါ့မြန်တပင်းခုပေးဆိုပြီးတော့ဟုတ်တယ်မလားဆိုတော့သခင်ယေရှုကထိန်ချုပ်နိုင် self control သူ့မှာရှိတယ်ဆိုတော့ကျွန်တော်တွေ့ရဆိုတော့အောင်မြင်တဲ့သူတွေဟာလည်းအများဖြစ်အဲ့ဒီလို self control ရှိနိုင်တယ်လို့ပြောထားတယ်ဆိုတော့ကျွန်တော်တို့ကဝိညာဉ်တော်နဲ့များများရှောက်လန်းတဲ့အခါမှာကိုယ့်ကိုပို့ပြီးတော့ကျွန်တော်ထိန်းချုပ်လာဥပမာမြင်းရိုင်းတွေကိုကြည့်တဲ့အခါမှာတဲ့ကောင်းမွန်စွာယင်ပါလာတဲ့အခါမှာသူတို့ကအင်မတန်အသုံးဝင်တဲ့တစားတွေဖြစ်လာတယ်တဲ့မြင်းနေဒါကြောင့်မလို့16ရာစုကာလမှာဆိုရင်တဲ့ American စီးပွားရေးလုပ်ငန်းတိုးတက်စေတဲ့အရာတွေမှာမြင်းနေရဲ့အခန်းကဏ္ဍလောက်ကြီးမားတာတော့အရာမရှိဘူးတဲ့ဘာကြောင့်လဲအဲ့ဒီတော့ကမော်တော်ကားတွေမရှိသေးဘူးလေမော်တော်ကားတွေမရှိတော့သူတို့ကမြင်းရိုင်းတွေကိုပဲဖမ်းပြီးတော့ရင်ပန်းအောင်လုပ်ပြီးတော့အဲ့ဒီမြင်းနေနဲ့ကုန်သွယ်မှုတွေလုပ်တဲ့အခါမှာ American စီးပွားရေးဟာလည်းအင်မတန်မှတိုးတက်ဖွံ့ဖြိုးလာတယ်လို့ပြောတယ်ဆိုတော့အဲ့ဒီမြင်းရိုင်းတွေကိုသူတို့ရင်ပန်းအောင်ဘယ်လိုလုပ်လဲဆိုတော့သူတို့ training ပေးတယ်ဆိုတော့ကိုအထိန်ချုံနိုင်ဆုံးသောမြင်းဟာအကောင်းဆုံးသောမြင်းပါ
so အဲ့ဒီကိုကိုအထင်းကျုံနိုင်ဆုံးသောမြင်းကိုတို့ကဘယ်လိုစမ်းသပ်လဲဆိုရင်တို့ကအမျိုးမျိုး training ပေးတယ်စမ်းသပ်တယ်နောက်ဆုံးမှာတို့ကအင်မတန်မြင်းကိုဆာလောင်ရီဆာလောင်အောင်လုပ်တယ်တဲ့ပြီးတော့မြင်းရှိမှရီထားတယ်တခင်ကမတော့နဲ့လို့မပြောမချက်အဲ့ဒီမြင်းဟာအဲ့ဒီရေကိုမတော့ရဘူးတဲ့အဲ့တော့အဲ့ဒီမြင်းဟာတခင်ကမတော့နဲ့ဆိုပြီးတော့သူ့ရဲ့ဆာလောင်မှုကိုမထိန်ချုပ်နိုင်မဲနဲ့သွားတောက်မိဆိုရင်အကောင်းဆုံးသောမြင်းမဟုတ်ဘူးပေါ့ဆိုတော့အကောင်းဆုံးမြင်းကိုတို့ကအဲ့လိုတို့ရွေးတယ်ဆိုတော့အဲ့လိုမျိုးမြင်းတွေကဆေးလက်ကြီးမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ခရိယန်အသက်တာမှာလည်းပဲနော်ယောသရဲ့အသက်တာကြီးတဲ့ခါမှာအဲ့လိုပဲနော်ပောတိဖာရဲ့မယားကသူ့ကိုမသွေးဆောင်ဘူးလားသွေးဆောင်တယ်ဒါပေမဲ့သူကဖျားယောင်းမှုကိုဘာလုပ်လဲအောင်မြင်နိုင်တယ်သူ့ကိုသူထိန်းချုပ်တယ်သူကဖယားသခင်နဲ့တွာလာတဲ့သူအသက်ရှင်တဲ့လူဖြစ်တဲ့အတွက်ကြောင့်သူကသူ့ကိုသူဘာလဲ self control လုပ်နိုင်တယ်ဒါကြောင့်ကျွန်တော်တို့လူငယ်တွေခလေးတွေလည်းပဲကျွန်တော်တို့အဲ့လို self control လုပ်နိုင်ဖို့အရေးကြီးတာပေါ့ဒါကြောင့်ဟိုခလေးတွေဆိုလည်းပဲဒိတ်တစ်နိုင်လောက်ဆော့ရမယ်ဟာ2နိုင်3နိုင်လောက်ဆော့ပြီးဆိုရင်သူတို့ကို self control မလုပ်နိုင်တော့အဲ့ဒါဆိုရင်တော့ရေရှည်မှာသူတို့ဘဝအသက်တာကိုအောင်မြင်နိုင်ဖို့မလွယ်ဘူးပေါ့နော်မလွယ်နိုင်ဘူးဒါကြောင့်ကျွန်တော်ခလေးတွေဆိုလည်းသူတို့ဘာပြောရလဲဆိုတော့ဖုန်းကြည့်မဲ့အချိန်ဆိုတနာရီပဲကြည့်ခိုင်းဟိုဘယ်ချိန်စားကြည့်မလဲ7နာရီဆိုတာဆိုရင်ဘယ်နာရီလဲ7နာရီအဲ့တဲ့အတွင်းမှာကြည့်7နာရီပြီးရင်ပိတ်ပေါ့အဲ့လိုကျွန်တော်တို့က training ပေးဖို့လိုတယ်ဟုတ်ပြီနော်အဲ့လိုမလုပ်ဘူးသူတို့အဲ့လိုမထိန်ချုပ်နိုင်ဘူးဂိမ်းကိုတနာရီဆွရမယ်ဆိုပြီး3လေးလာရင်ကြာသွားမယ်ဆိုရင်တော့ဘယ်လို့မှစာကြည့်နိုင်တော့မှာမဟုတ်ဘူးလေမစာမကြည့်နိုင်တော့ဆိုရင်ဆယ်မပွဲလဲအမှတ်ကောင်းမလားအမှတ်ကောင်းမှာမဟုတ်ဘူးတုတ်တန်ညာခိုင်းရင်25 28မှာဗာပြောတယ်နောက်ကဆိုရအောင်ကိုယ်စိတ်ကိုမချုပ်တီးနိုင်သောသူသည်မြို့ရိုးပြက်၍ဟင်းလေးရှိသောမြို့နဲ့တူ၏လို့ပြောထားတယ်နော်ဆိုတော့အဲ့ဒါကိုဝိညာဉ်တော်ကကျွန်တော်တို့ကိုပေးမယ်ဝိညာဉ်တော်ကကျွန်တော်တို့ကိုပေးနိုင်တယ်သူပြရှင်နာမှာပုံကြည့်ပါစေဒါကြောင့်တန်ရှင်းသောဝိညာဉ်တော်နဲ့ကျွန်တော်တို့ကနေ့ရက်စဉ်တိုင်းမှာသွားလာဖို့ကျွန်တော်တို့အသက်ရှင်ဖို့အရေးကြီးတယ်ကျွန်တော်နှစ်တိခန်းကြီး1ခုနှစ်ကိုတစ်ချက်လောက်ဖတ်ရအောင်နှစ်တိခန်းကြီး1အငယ်9နောက်ကဆိုရအောင်အကြောင်းမူကားဘုရားသခင်သည်ကြောက်တတ်သောစိတ်တော်ကိုငါတို့အားပေးတော်မူသည်မဟုတ်တကူပါသောစိတ်ချစ်တတ်သောစိတ်ရှင်းလင်းသောစိတ်တော်ကိုပေးတော်မူ၏ဒီနေရာမှာရှင်းလင်းသောစိတ်တော်ဆိုတဲ့အရာကMSP เนาะအစမ်းမီမှာဘယ်လိုဘာသာပြန်ထားတယ်လဲဆိုရင်မိမိကိုယ်ကိုချုပ်တီးခြင်းတို့နဲ့ဆိုင်သောလို့ပြောထားတယ် self control ပြောထားတယ်တခြားသော translation တွေအင်္ဂလိပ် translation တွေမှာကြည့်တဲ့အခါမှာလည်းအဲ့ဒါချုပ်တီးခြင်းကိုပဲပြောခြင်းဖြစ်တယ်ဟုတ်ပြီနော်ကိုယ့်ကိုရှင်းလင်းသောစိတ်တော်ဆိုတာကဘာကိုပြောချင်တာလဲကိုယ့်ကိုချုပ်တီးနိုင်သောစိတ်တော်ကိုဘုရားသခင်ပေးမယ်လို့ပြောထားတယ်ဟုတ်ပြီနော်အကြောင်းကဘုရားသခင်ဒီကြောက်တဲ့သောစိတ်ကိုငါတို့အားပြီးတော့မသိဘုရားသခင်ပေးသောအရာကိုသူကပြောနေတာအဲ့မှာတကူပါသောစိတ်ချစ်တတ်တဲ့စိတ်ပြီးတော့ရှင်းလင်းသောစိတ်ဆိုတာကကိုယ့်ကိုထိမ့်ချုပ်နိုင်သောစိတ်ကိုပေးတော်မူ၏လို့ပြောထားတယ်ဆိုတော့ဘုရားသခင်ကကျွန်တော်တို့ကိုဘာလုပ်လဲပေးမယ်လို့ပြောထားတယ်ဆိုတော့ကျွန်တော်တို့ကဘာနဲ့ပွေးလို့ရမလဲဝိညာဉ်တော်နဲ့အတူရှောက်လန်းမယ်ဆိုရင်အဲ့ဒီစိတ်တော်ကိုကျွန်တော်ရရှိမှာဖြစ်တယ်ဟုတ်ပြီကျွန်တော်တို့ဒီနေ့နဲ့ဆိုရင်6ပိုင်းပေါ့လေဝိညာဉ်အသီးသီးချင်းကိုကျွန်တော်ဆင်ញင်ခဲ့တယ်ဝိညာဉ်အသီးသီးကိုကျွန်တော်ဆင်ញင်တဲ့အခါမှာစသချင်းတုန်းကဘာတွေကျွန်တော်ဆင်ញင်ခဲ့တယ်လဲဆိုရင်ဝိညာဉ်အသီးသီးဖို့အတွက်ဖယားသခင်လှုပ်ဆောင်တဲ့အပိုင်းရှိတဲ့အကြောင်းကျွန်တော်ပြောတယ်လူလှုပ်ဆောင်တဲ့အပိုင်းတွေရှိတဲ့အကြောင်းကျွန်တော်ပြောခဲ့တယ်မှတ်မိကြလားမသိဘုရားသခင်လှုပ်ဆောင်တဲ့အပိုင်းမှာတော့ဘုရားသခင်ကကျွန်တော်တို့ကောင်းသောမြေတွေဖြစ်ဖို့ကျွန်တော်ရဲ့မြေတွေကိုတူးဆွတယ်ကျွန်တော်မြေမှာစူးပင်တွေရှိတယ်ဖယ်ရှားပေးတယ်မြေကြီးထဲမှာကြောက်စိတ်တွေမရှိအောင်မြေကိုတူးဆွတယ်ကြောက်တွေကိုဖယ်ရှားပေးတယ်နောက်ချီတွေဖို့ပြီးတော့ကျွန်တော်တို့ကောင်းသောမြေဖြစ်စေတယ်ဆိုတော့ဝိညာဉ်အသီးကကျွန်တော်တို့အသက်တာမှာတီးပွက်လာဖို့ကျွန်တော်တို့နှလုံးသားတွေဟာကောင်းသောမြေဖြစ်ဖို့လိုတယ်ဆိုတာပြောခဲ့တယ်အဲ့လိုကောင်းသောမြေဖြစ်မှအစ30 30 60တရားတီးမယ်လို့ပြောခဲ့တယ်အဲ့လိုကောင်းသောမြေတွေဖြစ်လာဖို့ဘုရားခင်ကကျွန်တော်တို့ရဲ့အသက်တာကိုပြုပြင်ပုံသွင်းပေးတယ်ဆိုတာပြောတယ်ပြီးတော့ဘုရားခင်ကကျွန်တော်တို့အသီးသီးဖို့အတွက်ကျွန်တော်တို့ဗာလဲခရစ်တော်ပြောတယ်ငါဒီစပြည့်နွယ်ပဲဖြစ်တယ်ငါ၌တည်ကြပါဆိုတော့မတည်တဲ့အခက်တွေကိုဗာလဲဖြတ်ပလိုက်တယ်တချို့သောအခက်တွေတာ၍တီးဖို့လုံငါတုတ်တင်ပေးတယ်လို့ပြောတယ်အတွက်ကြောင့်တုတ်တင်ခြင်းဆိုတဲ့နေရာဟာလဲကျွန်တော်တို့ဘုရားသခင်လှုပ်ဆောင်တဲ့အပိုင်းဖြစ်တယ်ဆိုတာပြောခဲ့တယ်နာကျင်မှုတွေရှိတယ်လို့ပြောတယ်ဒီကတည်းကဘဝအသက်တာမှာဘုရားသခင်ကကျွန်တော်တို့မလိုချင်တဲ့အရာတွေကိုတွေ့ကြုံစေတယ်အဲ့ဒီအခါမှာကျွန်တော်ပို့ပြီးတော့အတီးတီးလာဖို့ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အသက်တာမှာခက်ခဲတွေပြဿနာတွေ့တဲ့အခါမှာကျွန်တော်တို့ပို့ပြီးတော့ဘုရားသခင်ပေါ်မှာမိခို
လာကြတယ်ကိုယ့်ရဲ့စာတိရတဲ့ဘုရားခင်ပေါ်မှာပို့ပြီးတော့အားကိုးလာတယ်ဆုတောင်းလာတယ်ဘုရားကြောင့်တက်လာတယ်ဆုကျမ်းစာဖတ်လာတယ်ဘုရားရဲ့တရားတော်တွေမှာမွေ့လောတယ်အဲ့လိုဝိညာဉ်တော်၌မှီဝဲလာတဲ့ခါမှာဝိညာဉ်တော်နဲ့ရှောင်လန်းလာတဲ့ခါမှာဒီအသီးသီးတွေတီးလာဖို့ဆိုတော့ကိုကျွန်တော်ပြောခဲ့ကြတယ်နော်ဆိုတော့ဘုရားအပိုင်းရှိတယ်ဆိုတာကိုကျွန်တော်ပြောခဲ့တယ်လက်ဝါးကားတိုင်းပေါ်မှာလည်းသခင်ယေရှုအသေးခံတဲ့အခါမှာလှုပ်ဆောင်မှုနှစ်ခုရှိတယ်အသွေးသွင်းတဲ့အပိုင်းရှိတယ်နောက်တစ်ခုကကျွန်တော်ရဲ့လူဟောင်းကိုခရစ်တော်နဲ့အတူတည်စေပြီးတော့ခရစ်တော်နဲ့အတူရိုက်တက်ပြီးတော့ကျွန်တော်ကယ်တင်ခြင်းရတဲ့နေ့မှာပဲကျွန်တော်တို့ရဲ့စာတိပဂတိဒီကလည်းခရစ်တော်နဲ့အတူရိုက်တက်ခြင်းခံပြီးဖြစ်တယ်ခရစ်တော်နဲ့တကြိုခြင်းခံပြီးဖြစ်တယ်စာတိအရာတွေဟာသင်္ချိုင်းမှာထားခဲ့ပြီးကျွန်တော်တို့ကအသစ်သောအသက်တာနဲ့ထမြောက်ပြီးဖြစ်တဲ့အကြောင်းစာတိကိုဘုရားငယ်အဲ့လိုဖြည့်ရှင်းခဲ့တဲ့အကြောင်းဘုရားခင်လှုပ်ဆောင်တဲ့အပိုင်းကိုကျွန်တော်တို့ပြောခဲ့ကြတယ်နောက်တစ်ခုကယုံကြည်သူတွေရဲ့အပိုင်းဟာလည်းပဲရှိတယ်ဆိုတာကိုကျွန်တော်ပြောခဲ့ကြတယ်ပေါ့လေအာဒီအခန်းကြီး9ထဲမှာလည်းထပ်ပြောတဲ့ဆိုတဲ့အရာကိုကျွန်တော်ပြောကြတယ်နောက်ကလိုက်ဆိုပေးရအောင်ခရစ်တော်နဲ့ဆက်ဆိုင်သောသူတို့သည်စာတိပရိကို၎င်းစာပရိစိတ်များနဲ့အလူဆန္ဒများကို၎င်းလက်ဝါးကားတိုင်မှာရိုက်ထားကြပြီဒီမှာလည်းပြောဒါကျွန်တော်တို့လှုပ်ဆောင်မယ့်အပိုင်းဖြစ်တယ်သူက active voice နဲ့ရေးထားတဲ့အတွက်ကြောင့်ခရစ်တော်နဲ့ဆက်ဆိုင်သောသူတွေစာတိပရိကို၎င်းစာပရိစိတ်များအလူဆန္ဒရိုက်ထားပြီးပြီခရစ်တော်အသေးခံတော့ရိုက်ထားပြီးပြီကျွန်တော်တို့ကယ်တင်ခြင်းရာတော့ရိုက်ထားပြီးပြီဖြစ်တယ်ဆိုလိုကဒီမှာတော့အဲ့ဒါကိုပြန်ပြီးတော့သိမှတ်ပြီးတော့ယောမခန်းကြီး6ထဲမှာဆိုရင် recon တိမှတ်ပြီးတော့အသက်ရှင်မှာအနည်းစင်ဝန်ခံပြီးအသက်ရှင်မှာဆိုတာဒီနဲ့ခန်းကြီးအငယ်24မှာလည်းပြန်ပြောနေတာဖြစ်တယ်ကျွန်တော်တို့ဘိုင်းကအမြဲတမ်းနေ့ရက်စင်နဲ့ဝန်ခံပြီးတော့အသက်ရှင်ဖို့ခရစ်တော်နဲ့ဆက်ဆိုင်သောသူတို့သည်စာတိပရိကို၎င်းစာရိစင်ရအလူဆန္ဒမြောက်လက်ဝါးကားတိုင်းမှာငါတို့အမြဲတမ်းရိုက်ထားရမယ်ဆိုတာကိုဒီမှာချက်ပြီးတော့သူပြောနေတာဖြစ်တယ်ဆိုတော့ဖျားလုံးတဲ့အပိုင်းကျွန်တော်တို့လုပ်ရမယ့်အပိုင်း2မျိုးရှိတယ်ဆိုတာကိုဆက်ပြီးတော့ကျွန်တော်တို့ဒီနေ့မှာလည်းပြန်ပြီးတော့အဆုံးသတ်တဲ့အနေနဲ့ကျွန်တော်ဆင်ခြင်ဖို့ခွန်အားပေးခြင်းနဲ့နေ့ရက်စင်တိုင်းမှာဝိညာဉ်တီးလာဖို့အတွက်ဘုရားသခင်လူရှိတယ်အဲ့လိုဝိညာဉ်တီးမှာဘုရားပုံထင်ရှားမယ်တင်းတို့ဟာငါရဲ့တပည့်စစ်မှန်မယ်ဆိုတာသခင်ယေရှုကပြောတယ်ဆိုတော့အဲ့လိုတီးလာဖို့အတွက်ဘုရားသခင်ကကျွန်တော်တို့ကိုနေ့ရက်စင်တိုင်းမှာကျွန်တော်တို့ကိုပြုပြင်နေပုံသွင်းနေကျွန်တော်တို့ဖက်ကလည်းပဲအမြဲတမ်းဝန်ခံခြင်းနဲ့ကျွန်တော်တို့အသက်ရှင်ဖို့အရေးကြီးတယ်အငယ်25ကိုကျွန်တော်ကြည့်တဲ့အခါမှာခန်းကြီး9ငယ်25မှာတို့ဖြစ်၍ငါတို့ဒီဝိညာဉ်ပဂရိကြောင့်အသက်ရှင်လေဝိညာဉ်ပဂရိအတိုင်းကျင့်ကြကုန်ဝိညာဉ်ပဂရိအတိုင်းအသက်ရှင်လေဆိုတဲ့အရာเนาะပြီးတော့ဝိညာဉ်ပဂရိအတိုင်းကျင့်ကြကုန်ဆိုလိုတာကတော့ခြေလမ်းတစ်စိပြီးတစ်စိဝိညာဉ်တော်နဲ့အတူတူကျွန်တော်တို့ရှောက်လန်းရမယ်လို့ပြောချင်တာဖြစ်တယ်။ဘာမှမဆိုကြပါစို့ဝိညာဉ်တော်ရဲ့ရှေ့ကိုကျွန်တော်ရောက်နေတာမျိုးမဟုတ်ဘူးဝိညာဉ်တော်ရဲ့နောက်ကိုကျွန်တော်တို့နောက်ကနေလိုက်နေတာမျိုးမဟုတ်ဘူးဝိညာဉ်တော်နဲ့အတူတူကျွန်တော်တို့ရှောက်လန်းဖို့ကိုသူကပြောနေတာဖြစ်တယ်။ဆိုတော့အဲ့ဒါကဘယ်လိုလက်တွေ့ကျွန်တော်လှုပ်ဆောင်နိုင်တယ်လဲဆိုရင်ဆိုတော့နှုတ်ကပတ်တော်ဖတ်ရှုခြင်းနောက်ဘုရားကျောင်းလာပြီးတော့ယုံကြည်သူနဲ့အတူကျွန်တော်ချီးမွမ်းခြင်းမှာပါဝင်ခြင်းအသိတော်မှာသူကစုဝေးခြင်းဝတ်ပြုကိုးကွယ်ခြင်းကျွန်တော်သူကစုတောင်းခြင်းနေ့ရက်စဉ်တိုင်းမှာလဲကျမ်းစာဖတ်ခြင်းစုတောင်းခြင်းဒီအဖြစ်နေ့ရက်စဉ်တိုင်းကျွန်တော်လှုပ်ဆောင်ဖို့ဖြစ်တယ်ဟုတ်ပြီနော်အဲ့ဒီလိုလှုပ်ဆောင်ခြင်းအဖြစ်ဝိညာဉ်အသီးတွေကျွန်တော်အထဲမှာရှင်သန်လာမယ်ဆိုတာကိုကျွန်တော်တို့နားလည်ဖို့အရေးကြီးတယ်ဒါကြောင့်မလို့ခရစ်တော်၌စစ်မှန်သောပြောင်းလဲတဲ့သူဟာအဲ့ဒီအသက်တာတွေလှုပ်ဆောင်ဖို့ကျွန်တော်တို့အရေးကြီးတယ်ကျွန်တော်ဖျောင်းသွားမယ်ချိန်မှာဖျောင်းသွားဖို့လိုတယ်ဝတ်ပြုကိုယ်ပဲကျွန်တော်ဝတ်ပြုကိုယ်ကိုလိုတယ်နှုတ်ကပတ်တော်ခံယူမဲ့ချိန်မှာနှုတ်ကပတ်တော်ခံယူဖို့လိုတယ်ကိုယ့်ရဲ့အိမ်မှာ private နေတဲ့ချိန်မှာစတန်ဆာဖတ်ခြင်းဆုတောင်းခြင်းမိသားစုအတူတူကဆုတောင်းခြင်းနှုတ်ကပတ်တော်အားပေးခြင်းနေအရေးကြီးတယ်ဒါဝိညာဉ်တော်နဲ့အတူရှောက်လန်းခြင်းပဲနော်အဲ့ဒီလိုသက်ရှင်တဲ့အခါမှာကျွန်တော်ဝိညာဉ်အသီးလည်းတဖြည်းဖြည်းနဲ့တီးလာမယ်ဆိုတော့ဝိညာဉ်အသီးလို့ပြောတဲ့အတွက်ကြောင့်ကျွန်တော်တို့အပင်တစ်ခုခုတီးလာဖို့ကျွန်တော်မျိုးစေ့ကိုစိုက်ရတယ်မျိုးစေ့စိုက်တဲ့အခါမှာ तू ကနှစ်တွေကြာတယ်တချို့ဟာဆိုရင်နော်ဘယ်အချိန်မှာတဖြည်းဖြည်းတီးပွင့်လာတယ်လေကျွန်တော်မသိဘူးကျွန်တော်စိုက်တယ်ကျွန်တော်တို့ပေါင်းနေတင်တယ်သူ့ဟာသူတဖြည်းဖြည်းအပင်ပေါက်လာအသီးတီးလာတယ်လို့ပဲဝိညာဉ်ရေးရမှာလဲဝိညာဉ်အသီးဆိုတာကချက်ချင်းလည်းညင်းချက်ချင်းကြီးဒီလိုဖြစ်လာမှာမဟုတ်ဘူးနေ့ရက်စဉ်တိုင်းတဖြည်းဖြည်းနဲ့ကျွန်တော်တို့ဗာလဲ change ပြောင်းလဲလာမယ်ကျွန်တော်အသက်တာတဖြည်းဖြည်းနဲ့လှပလာမယ်လှပလာတိုးတက်လာမယ်နော်အဲ့လိုဖြစ်မှာဆိုတော့အဲ့လိုဖြစ်ဖို့အတွက်ကျွန်တော်ကဘာလုပ်ဖို့လိုလဲနှုတ်ကပတ်တော်ဖတ်ရှုခြင်းဆုတောင်းခြင်းဝတ်ပြုကိုယ်ွယ်ခြင်းချီးမွမ်းကိုယ်ွယ်ခြင်းနော်ဘုရားခင်လူကြီးနဲ့အတူကပေါင်းသင်းခြင်းတွာလာခြင်းအင်မတန်မှအရေးကြီးအဲ့လိုအပြင်ကျွန်တော်တို့ကြီးထွားလာမှာဖြစ်ပါအဲ့လိုအသက်ရှင်မှာဝိညာဉ်တော်နဲ့ညီကျွန်တော်လက်လျှောက်ခြင်းဖြင့်ဒီနေ့လောကီမှောင်မိုက်ညဉ့်ညမ်းတဲ့အထဲမှာကျွန်တော်တို့အကောင်းဆုံးဘုရားခင်သားသမီးပြည်ဘုရားသခင်ရဲ့ဘုန်းထင်ရှားအောင်ကျွန်တော်တို့အသက်ရှင်နေမှာဖြစ်တယ်ဆိုတာကိုဒီနေ့မှာကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဆင်ခြင်ဖို့ကျွန်တော်ဖွင့်အားပေးခြင်းနဲ့အရောက်တိုင်းမှာပြရှင်ကောင်းကြီးပေးပါစေ